ဘာတွေကိုမတ်မောလဲလို့မေးရင်ဘဝရဲ့မပြည့်စုံခြင်းတွေကနေနှစ်ယောက်အတူတူကြိုးစားပြီးပြည့်စုံလာမယ့်အနာဂတ်မျိုးကိုမှတ်မောတယ်။ချစ်ချင်းမေတ္တာနဲ့ရွေးချယ်ခဲ့တဲ့မိန်းမမို့နှစ်ယောက်တစ်ဘဝဒိုးတူဗံပတ်ကြိုးစားပြီးပြည့်စုံတဲ့ဘဝတစ်ခုကိုဖန်တီးခြင်းနဲ့စိတ်တွေလည်းမမတ်ဘူး၊မိတွေလည်းမမတ်ဘူး။ကိုကြီးချင်လိုက်တဲ့အမျိုးသားဟာဘလို့အရာမျိုးကိုမှမပိုင်ဆိုင်ထားရင်တော့အလုံးလုံးချင်တဲ့အရေးအချင်းတွေသူများသားသမီးကိုယူပြီးရင်တာဝန်ကျေခြင်းနဲ့စိတ်တွေအိမ်နာဦးစီးကောင်းပြီးကာကွယ်ခြင်းနဲ့စိတ်သားသမီးရလာတဲ့အခါဖခင်ကောင်းပြီးသားမှုမျိုးတွေပိုင်ဆိုင်ထားရင်ရပါပြီ။ကံဆိုတာအလုံးဆိုပေမဲ့လောက်တိုင်းမဖြစ်နိုင်တဲ့ကံတရားတွေကိုလက်ခံယုံကြည်ထားသူမို့ကိုချမ်းသာအောင်ထားမှလိုချင်တာဖြည့်ဆည်းပေးနိုင်မှဆိုတဲ့အတ္တတွေလည်းမရှိပါဘူး။တခုပါပဲအောက်ခြေကနေစူးစမ်းပြီးဘဝရည်မှန်းချက်ပန်းတိုင်တွေကိုအခက်ခဲအသားစီးတွေကိုကြော်ဖြတ်ပြီးလက်တွဲမဖြုတ်တယောက်ကိုတယောက်အမိခိုပြုရင်အားပေးရင်စိတ်ချမ်းသာပျော်ရွှင်ရခြင်းမျိုးကိုပဲအနာဂတ်မှာပိုင်ဆိုင်ရရင်ကျေနပ်ပါပြီဒီလိုအရာမျိုးကိုတော့မမောမိပါတယ်